လုံးပဲမင်္ဂလာပါဒီနေ့တောက်ကြညမှာတော့ညရီပွဲဖြစ်ဆန္ဒလန်နဲ့ Nottingham Forest တို့ပွဲစဉ်ရှင်နိုင်ကစားမှာဖြစ်ပါတယ်ဆန္ဒလန်ကဒီညရီမှာအမှတ်မလို့တဲ့ပုံမြောက်တွေမြောက်အသင်းဖြစ်ပြီးတော့ဒီပွဲရလက်ကရင်းမကြီးပါဘူးဒါပေမဲ့အိမ်ဝဲဆောင်းဆောင်ရင်ကောင်းတဲ့ဆန္ဒလန်အနေနဲ့အလင်းအောင်ကွင်းမှာနိုင်ပွဲရအောင်ကြိုးစားသွားမှာဖြစ်ပါတယ် Nottingham Forest ကတော့တန်းစင်းစုံနဲ့9မှတ်ပဲကွာလို့ကောစားလို့မရသေးဘဲနဲ့လက်ကျန်ပွဲတွေမှာရလက်ကောင်းကြိုးစားရုံးကန်အောင်မှာဖြစ်ပါတယ်ဒီသွေးရှိတဲ့ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းဖြစ်လို့ Nottingham Forest ကခေတွင်းတွေ့သလိုရလက်ကောင်းယူနိုင်စွမ်းရှိပါတယ်။ပိုင်းငွေမှာ3ဂိုးပြတ်နိုင်ခဲ့သလိုပြိုင်ပွဲစုံ9ပွဲဆက်ရှုံးပွဲမရှိတဲ့ Nottingham Forest အသင်းအနေနဲ့ဆန္ဒနဲ့ကွင်းမှာလည်းအကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့မျှော်လင့်ရပြီးတော့ပွဲကောင်းတစ်ပွဲကိုကြည့်ရှုရင်ပုံရမှာဖြစ်ပါတယ်။ဂျာမန်ဘွန်ဒက်စလီဂါရုံးမှာတော့လိုက်စစ်နဲ့ယူနီယံဘာလင်ပွဲရှင်နိုင်ကစားမှာဖြစ်ပါတယ်။လိုက်စစ်ကချန်ပီယံလိဝင်ခွင့်ရရေးအတွက်ပေါ်ဆလို့မရသေးဘဲနဲ့အိမ်ဝင်းမှာနိုင်ပွဲယူရမှာဖြစ်ပါတယ်။လက်တလုံးမှာလည်းလက်စစ်အနေနဲ့ခြေစွမ်းတိတ်ကောင်းနေပြီးတော့ဒီနောက်ဆုံး၄ပွဲဆက်အနိုင်ရထားပါတယ်။ယူနီယံဘာလင်ကတော့တန်းစင်းစုံနဲ့6မှတ်ပြတ်နေလို့နောက်ပိုင်းပွဲတွေမှာကစားမှုရော်ရဲပြီးတော့ရလက်တွေရင်းရင်ခဲ့ပါတယ်။ဒါကြောင့်ယူနီယံဘာလင်လည်းရလက်ပြန်ကောင်းကြိုးစားမှဖြစ်လို့ခြေစွမ်းနဲ့စုဖွဲ့မှုကွာခြားပြီးမဲ့စိတ်ဓာတ်နဲ့အန်တူတုံ့ပြန်မဲ့ယူနီယံဘာလင်သင်းကြောင့်အကျိတ်နဲ့ပွဲကောင်းတစ်ပွဲကိုမြင်တွေ့ရဖို့ရှိပါတယ်။စပိန်လာလီဂါပွဲစဉ်ဖြစ်ဘတ်တစ်နဲ့ရီယယ်မက်ဒရစ်တို့ပွဲစဉ်ရှင်နိုင်ကစားမှာဖြစ်ပါတယ်။နှစ်သင်းစလုံးအနေနဲ့ဥရောပပြိုင်ပွဲတွေကနေထွက်ခဲ့ရပြီဖြစ်လို့လာလီဂါကိုပဲအားစိုက်ကစားရတော့မှာဖြစ်ပါတယ်။ဘတ်တစ်ကဂျီယိုနာကွင်းမှာတော့နိုင်ခဲ့ပြီးထိုက်စစ်ထက်မြက်ပြီးမဲ့ခန်းစက်ကစိတ်မချရတဲ့အနေအထားမှာရှိပါတယ်။ရီယယ်မက်ဒရစ်ကလည်းအမ်ဘာပေနဲ့ဗီနီရှက်တို့လိုဂိုးသွင်းကောင်းတဲ့သူတွေရှိလို့ပြိုင်ပွဲမီဂိုးသွင်းနိုင်တဲ့ရှိနေတာဖြစ်လို့အပြန်အလှန်သွင်းဂိုးတွေနဲ့ဆော်ပြမှုပေးတဲ့ပွဲကောင်းတစ်ပွဲကိုမြင်တွေ့ရမှာဖြစ်ပါတယ်။စီးရီးရောင်းမှာတော့နာပိုလီနဲ့ခရီမိုနီစီပွဲရှင်မြန်ကစားမှာဖြစ်ပါတယ်။နာပိုလီကဒီပွဲနိုင်ရင်ချန်ပီယံလိဝင်ခွင့်ရရေးအတော်လေးအခြေအနေကောင်းသွားမှာဖြစ်ပါတယ်။ချန်ပီယံဖြစ်ဖို့မလွယ်တော့ပေမဲ့ဒုတိယနေရာအတွက်အေစီမီလန်နဲ့အပြိုင်ဖြစ်နေလို့နာပိုလီအနေနဲ့နိုင်ပွဲရအောင်ကြိုးစားမှာဖြစ်ပါတယ်။လာဇီယိုအသင်းနဲ့ပွဲမှာပထမဆုံးလိအိမ်ငွေရှုံးပွဲကြုံတွေ့ခဲ့တဲ့နာပိုလီအနေနဲ့အိမ်ဝင်းမှာတိတ်ခါပြန်ဆန်ရမယ့်ပွဲဖြစ်ပါတယ်။ခရီမိုနီစီကတော့စိတ်မရှိတဲ့ရေမွေလိုအသင်းဖြစ်လို့နာပိုလီကွင်းမှာဒုက္ခပေးနိုင်ွယ်မရှိတာဖြစ်လို့စင်လာလဲတာတဲ့နာပိုလီအသင်းအနေနဲ့ကတ်နိုင်လားအပြတ်နိုင်လားဆိုတာစောင့်ကြည့်အားပေးရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ပြင်သစ်လီဂူ1မှာတော့ဘရက်နဲ့လန်သင်းတို့ရဲ့ပွဲနဲ့ချန်ပီယံရှစ်ပွဲစဉ်ဖြစ်တဲ့လက်စတာနဲ့မီယောတို့ရဲ့ပွဲကလည်းကျိတ်နဲ့ရှိပြီးတော့ပြည်သက်အာယုံဖန်ဆားနိုင်ဦးမှာဖြစ်ပါတယ်။တောက်ကြညဆိုတာအထူးဖိုင်ရမယ့်စနေနှင်းတွေရဲ့အကြိုညဖြစ်လို့ပွဲဥထွက်မှာပေါင်းပေါ်ထားဖို့ရည်ကြီးပါတယ်။ဖိုင်တာညီကိုတွေအားလုံးလည်းလောင်းသမျှပေါင်းပြီးတော့နိုင်မန်းလေးတွေများများထုံးနိုင်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်။ဒီလိုပွဲကောင်းတွေရှိနေတဲ့တောက်ကြညပွဲစဉ်တွေရဲ့ဒီကွက်ခေါ်ပြောတွေနဲ့အားစမ်းကြအောင်မယ်။တန်တိုက်လက်သေးသမားဖြစ်စေဘူကီနဲ့ပြိုင်ကျဲမဲ့လက်ကြီးဖိုက်တာဖြစ်စေတစ်ခုတွေးတွေကိုလက်တွေကောင်းနဲ့ပေါ်ကျင်နေဆိုရင်တော့ဘော်ဒီကိုကောင်းရင်ခုံလိုသူတွေအတွက်အိုင်ဘတ်789ရင်းနေပြီးမြန်များစေတဲ့မောင်းတဲ့ကဆန်းကျင်သူတွေအတွက်တော့အိတ်စုံနဲ့ခိုက်BDT ရဲ့ရက်စုံတို့ရေးချင်မှုအားတန်တဲ့ညီကိုတွေအတွက် Miss 247ဒီလို application တွေနေရာထဲမှာပြည့်စုံရှိနေတဲ့ဖြာချောင်းစီမှာအားပေးရင်ခုန်ကြည့်ဖို့ဖိတ်ခေါ်နေပါတယ်